တင်ပြဖို့ဘောနော်ဒီYouTube မှာဒီ Subscribe ဂိမ်းလေးတွေမတင်တာတော့ကြာတယ်ပေါ့နော်အဲ့တော့ဒီခောက်တော့ပြန်နေပါပြီချဲရီကိုလွမ်းနေကြပြီလားဒါကတော့အခုကြောင်းသူပါလေးရဲ့အပိုင်း1ဖြစ်ပါတယ်ပေါ့နော်ခေထားတော့မယ်ဟာငါတော်ကြောင်းမှကြာနေပြီပဲဟာဟောအင်ဂျင်ပြန်တလဲမရမယ်မပေါ့ကြီးဒီချိုးမရမယ်ငါလည်းအချင်ဘူးတူတယ်ဘာရောနေလဲမသိပါဘူးပြတ်သွားမယ်ကဲကျောင်းကစောကြီးသွားတာဆိုတော့အင်ဂျင်ကိုစာမင်းပြန်ဝလဲရမယ်ဟာအင်ဂျင်ကိုကြတော့ငါကျောင်းအင်ဂျင်ပဲဝတ်တော့မှလေးပါအင်ဂျင်ကပါလေဟာဘူးပါဘူးဒါကြတော့ uniform ဝတ်တာပဲဝတ်ပါဒါပေမဲ့ငါသွားတော့မယ်သမင်းပါရတော့ပြီးမှဝယ်စားလိုက်တော့မယ်တော့မယ်ခေါင်းမစည်းသွားတော့ပါဘူးလေတော်နောက်ကျနေပြီ8နိုင်ထိုးနေပြီတော့မယ်စပင်းတွေပဲသွားလိုက်တော့မယ်တော်နောက်ကျနေပြီဆိုတော့ဝါတော့ဒီဘက်ကိုမှဆိုတော့မီးပွားကြပါနေနေရပါမဖြစ်ပါထားလိုက်ပါအမလေးကိုယေသိပါပြီဟဲ့အဲ့ဒါတော်ကြီးကျမဘာမှဖြစ်ဘူးကိုဟုတ်ကဲ့ကောင်းပါနော်ရကျောင်းနဲ့ကြတယ်ဆိုကားတိုက်ပြီးဒူးကပိုးဝိုင်းတကယ်ပဲတိုက်ပါစပင်းလေမထားရမယ်ဒီမှာပဲထားလိုက်တော့မယ်ကျောင်းကြီးအော်ပါစီတော့ဘာမှမဖြစ်ဘူးထားတော့ကမ္မနီဖတ်ပလို့ကြတယ်။ဒီကမ္မရီကလည်းကြားပါပြီဆိုတော့ပါသေးရဲ့ဆရာမရောက်သေးဘူး။မလေးငါတွိုင်းလိုက်ရင်သွားချင်တယ်။ဟိုကဘယ်လိုပြောပြီးသွားမှာဆရာရုံးခန်းကြီးခဏသွားလာအောင်။ဒီကောင်မလေးကတော့အရန်ဟိုမှာကျောင်းမှာပေါ့နော်ဒီကျောင်းမှာတော်ချောမောပြီးတော့တော်လှတဲ့ကောင်မလေးဆိုပြီးတော့နာမည်ရပါတယ်ဒါလည်းတော်ပြဖြူပြီးတော့သူ့ရဲ့မျက်လုံးကလည်းဟာကောင်မလေးဘာလို့တဲဝင်လဲဘာအဖြစ်ထွက်တယ်လေပြီးတော့ကရိုက်ပဲကြည့်ဒါကဒီဆရာတဲ့ဘာဖြစ်တယ်လဲအဲ့လိုမျိုးပဲသူကဆရာကိုပြောတဲ့ကွယ်ဆရာကလည်းသူ့အရင်ချစ်ပေမဲ့ဝါဆရာအရောပါမုန်းတီးခဲ့ပေါ့နော်သူ့ယောက်ျားလေးဆိုဘေးနားကောင်လေးဆိုရင်သူ့နဲ့ပဲစာရေးချင်တာပေါ့နော်ဒါကြောင့်သူ့နားမှာပဲညထိုင်နေပေါ့နော်ချားကောင်လေးကကြတော့သူ့အဲ့ကောင်မလေးနားမှာမထိုင်ရလို့ဆိုပြီးတော့အရောပါဝမ်းနေခဲ့ပါတယ်ကျမသူကကြတော့တော်ချောတဲ့ထဲမှာပါတယ်သူ့ရဲ့မျက်လုံးလေးဆိုအသေးလာရပေါ့နော်အခုနာသူ့ဘေးနားကောင်လေးဆိုရင်လည်းသူ့ကိုဖုန်းကြည့်နေရတာသူ့ကိုဖုန်းကိုဒီတိုင်းရှောက်လုံနေပြီးတော့သူ့ပဲကြည့်ပြီးတော့ဖုန်းကြည့်နေရပါတော့ကျမကိုကြည့်ပြီးဖုန်းကြည့်တာတော့ဖြစ်တယ်ပေါ့နော်အဲ့လောက်ကြည့်တယ်ကျမချော်လာဆိုတာကြည့်လိုက်ပါအရန်ချောတဲ့ထဲမှာပါတယ်ပေါ့နော်ကျွန်တော်အသားလက်တော့ပြပါတယ်ကျမကြိုက်ရကောင်လေးကတော့ဒီအတန်းထဲမှာတရားမှမရှိကျမကတော့တရားမှမကြိုက်တာပေါ့နော်ဒီကန်းရဲ့ကောင်လေးကလုံးဝမချောဟိုဘက်အတန်းကောင်လေးမချောကျမတရားမှစိတ်ဝင်စားပါဘူးရှင်ဆရာကလည်းသူ့ကိုအရန်ချစ်တယ်ပေါ့နော်ဆရာကကိုတပည့်ကိုပြန်ချစ်နေရပေါ့နော်အဲ့လိုပေါ့နော်အစီတော့လာအောင်မယ်ဟဲ့ဘယ်တော့မလဲအချောင်းမကျန်ဘယ်တော့သာရှင်းဖို့ပဲပါလားမင်းအရန်ချောတာပဲကွာကိုကြီးစားစားလေးပြန်ပြီးပါလားတမီးကဘာလို့ပေးရမှာလဲရှင်လူမျိုးကောက်စိတ်ဆရာကplace စီတော့တယ်ကွာလေတမီးအမြန်သွားတော့မကြောက်ဘူးနော်တမီးလေးဘလို့တန်နဲ့ပြောဒီဆရာကလည်းပါချခဲ့ရဆရာကဘာလို့မုန်းလာလဲဆိုသူ့ကိုဆရာကြိုက်တယ်လို့ပါအဲကြောင့်မုန်းလာဖြစ်ပါတယ်ဒါပြီးယောက်ျားလေးဆိုရင်တော့ဘောနော်မိုးကြောင်ဆင်းနေတော့လည်းသူကအဲ့လိုမျိုးစီးကျင်တာရှိတယ်အဲ့တော့သူကအိမ်နာတက်ယောက်ျားလေးကမိန်းကလေးအိမ်နာထဲဝင်ပြီးတော့အဲ့လိုက်ချောင်းနေပေါ့နော်ဘယ်လိုပါအဲ့လိုရုံမှကြပါတယ်မိန်းကလေးတွေကသူ
သူတို့မကြိုက်ပဲနဲ့ယောက်ျားလေးကသူတို့မကြိုက်ပဲနဲ့သူ့ပဲကြိုက်နေကြလို့ဆိုတော့မိန်းကလေးကသူတော်မနာလို့ပဲပေါ့ဒါပေမဲ့လည်းသူကဆက်ကူမဆိုင်ပါဘူးဒီမှာသူအိတ်လိုက်ပါတယ်စာပြီးသွားတဲ့ကြောင့်မို့ဆရာကလည်းစာမပြီးသေးတာအိတ်နေရတာဘာမှမပြောဘဲနဲ့ဒီတိုင်းစာဆက်တယ်နေပါတယ်ဘာဖြစ်လို့လဲဆရာသူ့ချစ်တဲ့တူကြောင့်မလို့ဆရာသူ့ဘာမှမပြောရပါဆော့လာမဆရာဟိုမှာတမီးဆော့လို့ရလားရတာဘောတမီးကြိတ်လောက်ဆော့နော်ယေးကြော်ရာကြီးယေးဆော့မယ်အေးဒီအပဲလီဆိုပြီးတော့ခေါင်းလောင်းခေါင်းမကြော်ရာဟဲ့ကမမလေးကလာပြီးတော့မူးလဲလာလုံတာငါတို့ပါချလိုက်ဆရာတမီးမျောနေဟဲ့ဘာလို့ပြောနေဒါကြောင်းသားနော်ဆရာတို့တိုင်းဆော့ခါတမီးကြောင့်ဆော့တမီးဆော့ဘာဖြစ်လို့နေတော့စားပြီးရဲ့သူစားပြီးသွားလို့ဆော့ရတယ်ကျဆရာမယုံခနဲ့တွားဟာအေးဝဲတောင်းမဲအေးဝဲတောင်းမဲပတ်စမပေးဘူးဒန်ဆရာဟေးတမီးဟာဆရာပေးသွားဖို့လေဟဲ့တမီးမစောနဲ့မဆရာမကြီးလာလိုက်မယ်ဟာဟုတ်ကဲ့ဆရာသူပြောရတယ်သူချက်တယ်မကလေးတခုကတော့သူ့အရန်အောင်မုန်းတိကြတယ်ကနေချင်းဆိုလို့ယောက်ျားလေးပဲရှိတယ်ဒါပေမဲ့လည်းသူ့မှာကနေချင်းမရှိဘဲနဲ့သူကဝမ်းမနေဘူးသူ့မကြိုက်ပဲနဲ့သူ့အရန်အောင်မြင်လို့ရကောင်မလေးပြုတ်ရှိသူ့နာမည်ကကြတော့သူကပေါ့နော်ဘောနော်ရိုးဝတ်ဒီနိုင်ဆိုရဲကောက်ပါလိမဘာဝင်းနေဒီကြော်ဆိုရဲကောက်ပါလိဖြစ်ပါတယ်အကောက်ပါလိဟိုမှာစပစ်အပြာရောင်လွယ်ကအပြာရောင်လေးနဲ့ပေါ့နော်အဲ့လိုမျိုးကောက်ပါလိပါဘာလဲအဲ့လိုပါသူရဲလည်းမောင်ဒီကြတယ်ပေါ့နော်အကောက်ပါလိဝင်းနေဒီကြော်ဆိုကောက်ပါလိသူကနည်းနည်းလေးတော့ချစ်တယ်သူစကားတွေတော့သူချစ်တယ်လို့ပြောတယ်ဒါပေမဲ့သူချစ်တာတော့စတိကတီအောင်ဆိုတဲ့ကောင်မလေးရဲ့အတိတ်မိုးဆိုတဲ့ကောင်မလေးကိုပဲချစ်ခဲ့တယ်ကျမကတော့သူကစကားနဲ့ပဲချစ်တယ်ဆိုပြီးပြောတာပဲဖြစ်ပါတယ်သူကကျမအိမ်နဲ့လာလဲဘူးတယ်သူ့အိမ်လည်းကျမလိုက်သွားခဲ့ဘူးလေကျောင်းမတက်ချင်တော့မိန်းကလေးကသူ့မိန်းကလေးချင်းမှသူကြိုက်ကြတယ်ပေါ့နော်အင်ဂျင်တော့မယ်ဆရာမတမီးအင်ဂျင်တော့တမီးအင်ဂျင်မို့လားဆရာကြီးဝင်ပြီးတော့ဆရာရတမီးကိုချစ်တယ်ဆရာမတမီးကိုချစ်တယ်ဆရာမတမီးကိုချစ်ပါတယ်ဘယ်လိုမချစ်တော့ဆရာမတမီးပြေးရဲရိုက်တော့ sorry ပါနော်ဒါအဲ့လိုပါကျမတို့အိမ်မြန်တော့အေးပြန်ငါနာမည်မခိုင်းရစုဝေါတမချစ်ပြောလိုက်တာငါတော့ပြောလို့ညငါအရင်တော့မယ်စနေနေ့ငါမင်းတူဖုန်းဆက်ခေါ်ပြီးငါ့ကိုလာကြိုးဆိုပြီးငါပြောอ่ะဟဲ့ကောင်မလေးလာနေခုတင်ကနားလာကြစမ်းnào là cái gì thế nó cứ lôi ra xà ra mà lệ thì mà lấy làm nhiều là thì câu mà lấy ở đây ra để làm một xà ra cho ra làm một tỷ bộ nó giống như xà ra ở quê á này đi ở câu mà lấy mình nhiều là tiền để mình nhiều để cho anh đi mà bé tuổi bọn nó luôn làm lại đúng là trang là để làm một chút cho nào một tỷ bộ nó anh đi cái chỉ mà cho để là tỷ à bộ nó làဖြစ်ချင်းသွားတာပေါ့နော်မဆရာဟဲချောမသိအောင်ပေါ့နော်တူလေးတော့တာပေါ့ကမလေးချောလိုက်တာမကြည့်ရိုက်ကွာချောလိုက်တာကွာ
ဆရာသမီးဘာပြောလို့လဲဘာမှပြောပါဘူးဆရာကြီးကဒီတိုင်းပါပဲဘာမှပြောပါဘူးသမီးရလေဆရာဘာပြောအောင်ပါသမီးလို့ဒီလက်ချောလလမမမမဆရာအရင်ချစ်တာသမီးရဲ့ဆရာလေသမီးရဆရာတော့ဆရာသမီးချစ်လို့စားသမီးကဥမာအစ်စရလေတတနော်သမီးချိုးလိုက်တာကွာဒီဆရာဘေးပြီးတာဘာဘူးဆရာကပြီးကျောင်းခဏသွားဖို့အမိချောတယ်ကြာတရကြလည်းလိုက်ပြောပေါ့သမီးကပြန်လို့ရတာပြန်သမီးပြန်ဘာဖြစ်လာလဲအဲ့ဒါချောလို့လားချောလိုက်မယ်လို့ထမရလေဟုတ်တော့ဒီဗီဒီယိုလေးဒီလောက်ပဲတော့ရီးစရာတဲ့ဘာမပါဘူးနော်ဒါပေမဲ့ချယ်ရီကိုဆရာတော့ချစ်တဲ့ကြဘူးလူတွေလည်းရာယူပါကျေးဇူးတပါတယ်လို့ပြောကြတာပေါ့ဘာလို့လဲချယ်ရီကိုလွမ်းနေကြတဲ့လူတွေပေါ့နော်ချယ်ရီကပေါ့နော်ဟာတာအဖီလေးဖြစ်သွားတာဒီကတတတေးပေးရတယ်ပေါ့ဘူးဒီတိုင်းရည်ရွယ်ချက်တွေလည်းတေးပေးရပေါ့ဘူးကိုပါကိုလေးပြောပါပေါ့နော်တေးပေးတာဖြစ်ပါတယ်ရှင်တတာအဲ့လောက်ချစ်တယ်နော်